အရေးကြီးတဲ့စာချုပ်တစ်ခုချုပ်ဆိုဖို့နာမည်ကြီးပွဲတစ်ခုကိုစေလွတ်ခံရတဲ့မင်းသမီးရဲ့ကဘာဟာအံ့ဩမင်သက်စရာစိန်ခံကားပေါ်ကနေဆင်းလာတာကိုမြင်လိုက်ရတဲ့အချိန်မှာပဲဇက်လိုက်မင်းသမီးရဲ့ကဘာဟာရိမ့်ရိုင်သွားပါတယ်။ဇဝေဇဝါဖြစ်ပြီးတန်တရားဝင်နေတဲ့သူမဟာသူ့နောက်ကိုလိုက်ဖို့ကြိုးစားပေမဲ့လုံခြုံရေးတွေကသူ့ကိုသူ့ကဘာနဲ့မသက်ဆိုင်သလိုတားဆီးလိုက်ပါတယ်။လမ်းပြောက်ပြီးစိတ်ရှုပ်ထွေးနေတဲ့သူမဟာဝန်ထမ်းတွေရဲ့စောင့်ဆိုင်းရနေရာကိုမတော်တဆဝင်သွားပြီးစပွဲထိုးလို့ချက်ချင်းအထင်မှားသွားမိပါတယ်။ကံကြမ္မာကရှုပ်ထွေးမှုကိုရွေးချယ်လိုက်တာပါပဲ။မန်နေဂျာကသူမရဲ့အတွင်ပြင်ကိုအံ့ဩသွားပြီးဘေးမှာထိုင်ဖို့လှလွန်းတယ်လို့ဆုံးဖြတ်လိုက်ပြီးအခန်းထဲမှာအာဏာအရှိဆုံးစပွဲဖြစ်တဲ့ထိပ်တန်းစပွဲမှာသူမကိုဧည့်ခံဖို့တာဝန်ပေးအပ်လိုက်ပါတယ်။အဲ့ဒီမှာထိုင်နေတဲ့သူမရဲ့ခင်မွန်းကတော့သူမရဲ့ခင်မွန်းအဖြစ်မဟုတ်ပဲဆေးရောဖြစ်ပါအမှန်တရားကချက်ချင်းပဲပောက်ကွဲထွက်လာပါတယ်။လာပေါင်းများစွာလိန်ညာမှုတွေလှုပ်ဝက်ချက်တွေနဲ့ဖုံးကွယ်ထားတဲ့အထောက်အထားတွေကသူမအပေါ်တပြိုင်နက်တည်းကြားရောက်သွားခဲ့ပါတယ်။နှလုံးသားကွဲကြေပြီးဒေါသထွက်နေတဲ့သူမကိုအပြင်ကိုဆွဲထုတ်သွားခဲ့ပြီးသူကရှင်းပြဖို့အပြင်းထန်ကြိုးစားခဲ့ပါတယ်။သူမကအဓိကအချက်ကိုဓာတ်ရိုက်ပြောပါတယ်။သူမကရွှေတူးသမားလို့ထင်လို့သူကဘယ်သူလဲဆိုတာကိုဖုံးကွယ်ထားပါတယ်။အလွန်နာကျင်စွာခံစားရပြီးနောက်သူမသည်သူ့ငွေကိုမဟုတ်ပဲသူ့ကိုချစ်ကြောင်းရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြ။ထိုအဖြစ်ပြက်ပြီးတွင်ကွာရှင်းလိုကြောင်းအေးဆက်ဆက်အသိပေးခဲ့သည်။သူမဒေါသတကြီးထွက်သွားစဉ်အရှက်ရမှုကသူမအားနောက်တစ်ကြိမ်ရှာဖွေတွေ့ရှိခဲ့သည်။သူမ၏အကောင်းဆုံးတငယ်ချင်းဟောင်းနှင့်ထိုမျိုးသမီး၏အမတ်ယောက်ျားနှင့်တဲဆုံတွေ့ခဲ့ပြီးထိုမျိုးသမီးကသူမကိုဖြိုခွင်းရန်အခွင့်အရေးကိုစုပ်ကိုင်ခဲ့သည်။ကျေလောင်စွာနှင့်လူသိရှင်ကြားတွင်မြင်းတို့သည်သူမကိုကော်ပိုရိတ်လေကထစ်ပေါ်သို့တက်လန်းရာတွင်အိပ်ပျော်နေသည်ဟုဆွဆွဲခဲ့ကြပြီးဒရိုက်တာဟောင်းတဦးကိုသွေးဆောင်ခဲ့သည်ဟုဆိုကာလူအုပ်ကသူမပြုတ်ကျသည်ကိုကြည့်ရန်လှည့်ကြည့်နေစဉ်ပြုံးစီစီဖြင့်ဆွဆွဲခဲ့ကြသည်။သူတို့မသိခဲ့တာကသူမရဲ့ယာရုတိုးမြင့်ခံရမှုဟာအမှန်တကယ်ဖြစ်ပြီးထိုက်တန်ပြီးပုဂ္ဂိုလ်ရေးအရာသူမ၏ရောက်ခမတစ်ကနှစ်သက်လက်ခံခဲ့ခြင်းဖြစ်သည်။